တပတ်မှာ9ရက်ရှိရဆိုပေမဲ့9ရက်လုံးကကျွန်တော်တို့တွေအတွက်ပျော်ရွှင်စရာနေ့ရက်တွေကိုပေးစွမ်းမှာတော့မဟုတ်ပါဘူးဖြတ်တန်းရတဲ့ပတ်ဝန်းကျင်နဲ့လူတွေရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့တွေရဲ့နေ့စဉ်ထိတွေ့ရမယ့်ခံစားချက်တွေကလည်းပုံစံမျိုးစုံနဲ့ပြောင်းလဲကြုံတွေ့ရနိုင်ပါတယ်ခင်ဗျာ Day 1စိတ်ကြည်လင်တဲ့နေမျိုးပေါ့မနေ့ကထားတဲ့ကပေါ်ပါလက်ဆန်းနေပြီးတော့အရာရာ positive vibe နဲ့ပဲမြင်ပြီးတနေ့ကုန်စိတ်ထဲမှာကြီးကြီးလင်းလင်းလေးဖြစ်နေမယ်တွေ့သမျှလူတိုင်းနဲ့လည်းစကားကောင်းလေးတွေပြောပြမယ်အဆင်ပြေတဲ့သူတွေကိုတွေ့ရင်တော့မူတည်တာထားမိမယ်အလုပ်ထဲမှာလည်းပြင်းပြင်းရွှင်ရွှင်နဲ့အရာရာကိုယ့်ရဲ့စိတ်ထဲညာဖြစ်နေမယ်ပေါ့ Okay Day 2ကိုစိတ်ရှိသွားတဲ့နေ့မိုးလင်းလို့မျက်စိနှလုံးပွင့်နေရစိတ်ထဲမကြည်မလင်နဲ့မျက်နှာသစ်သွားတိုက်တာတော့မှကိုအလိုမကျရဖြစ်နေမယ်မှန်ကိုကြည့်ပြန်တော့လဲကိုမျက်နှာမရှင်မပြဖြစ်နေတာကြည့်ပြီးတော့စိတ်ရှုပ်ရပြန်တယ်အလုံးလုံးပြန်တော့လဲစိတ်သွားတိုင်းကိုမပါဖြစ်တော့ကိုမကြည်နဲ့ဒေါသတွေကထွက်လာကိုကြောင့်ဘေးလူတွေကိုလည်းအားနာရတယ်နေရင်ထိုင်နဲ့စိတ်တွေရှုပ်သွားတဲ့နေ့ပဲ Day 3ပျော်ရွှင်ကြည်နူးရတဲ့နေ့ပေါ့ကိုရဲ့လုပ်ရတိုင်ကသူတစ်ပါးကိုစိတ်ချမ်းသာပြီးတော့ပြုံးပျော်သွားစေမယ့်နေ့မျိုးတွေပေါ့ကိုကြောင့်ကိုရဲ့မိဘတွေစိတ်ချမ်းသာစေတာမျိုးတွေကိုရဲ့ချစ်ရသူနဲ့ဆုံတွေ့ခွင့်ရလို့ကြည်နူးရတာမျိုးတွေမတွေ့ရတာကြာပြီဖြစ်တဲ့ဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေနဲ့ပြန်ဆုံရတဲ့အခိုက်အတန့်မျိုးတွေတငယ်ချင်းတွေနဲ့ထွက်ပြီးတော့ညဘက်တွေမှာ chill လုပ်တဲ့ vibe မျိုးတွေရတဲ့အခါမျိုးတွေကိုလိုချင်တဲ့အရာလေးတွေရတဲ့အချိန်မျိုးတွေရှိတဲ့နေ့ပေါ့ကျွန်တော်ကတော့ငွေမြများဝင်တဲ့ရက်တွေဆိုရင်တော့အသေးပြောတာဟုတ်ဗျာ Okay Day 4လွမ်းစောအောင်မေးတဲ့နေ့တက္ကသလိမှာရာသီဥတုအခြေအနေတွေကြောင့်ဘာလို့လွမ်းမသိပဲဖြစ်ရတဲ့အခါမျိုးတွေရှိရဗျာအဝေးရောက်နေရတဲ့ချင်းရခင်ရသူတွေကိုသတိရနေတဲ့အချိန်မျိုးတွေပြီးတော့တနေရာရာကိုဥတီချက်မဲ့သွားငေးကြည့်ပြီးတော့တယောက်တည်းအတွေးလွန်နေမိတဲ့အခိုက်အတန့်မျိုးလေးတွေပေါ့နော် Day 5ဗျာများရတဲ့နေ့မိုးလင်းနဲ့ကတယောက်တည်းဗရုပ်ဒုက္ခတွေဖြစ်ပြီးတော့ဗျာများတဲ့နေ့လေးတွေရှိလိမ့်မယ်လုံးဝမဲ့အလုပ်တွေကလည်းများအိယာထားကလည်းနောက်ကျဓမယိုးတေကန်ဒီမှာမီးကပြက်တွဲလက်ထဲဝင်မယ်လို့တော့ရေရမရှိတယောက်တည်းဘယ်ကနေအလုပ်တွေဘလို့စလို့လောက်အောင်မသိပဲတိုင်ပက်ရတဲ့ရှင်မျိုးတွေကတော့ဘယ်သူမှမလိုချင်ကြတဲ့ရှင်မျိုးတွေပဲလေဟုတ်တယ်မလား Day 6တောကရီများရတဲ့နေ့ရှင်မောချင်းတွေများသွားတယ်နိုးထပြီးတော့တနေကုန်တက်ပြင်းတခြားခြားနဲ့ဖြစ်ရတဲ့နေ့မျိုးတွေအကျွေးရှင်ကအကျွေးတောင်းနေပြီကိုယ့်လက်ထဲမှာဆက်စရာငွေရမရှိဘူးဘယ်သူစီကမှလည်းထပ်ပြီးတော့အကူအညီမတောင်းချင်အလုံးမှာလည်းအထက်လူကြီးကဖီအားတွေပေးလိုင်းကားစီရောလည်းရာသီဥတုပူကားကြက်တကယ်ကိုစိတ်ရောကိုယ်ပါပင်ပန်းရတဲ့နေ့မျိုးတွေပဲလေ Day 7ဒီရက်ကတော့မိတ်ဆွေတို့အနေနဲ့တပတ်တာအတွင်းမှာကြုံရတဲ့ထူးထူးခြားခြားနေ့ရက်လေးတွေအကြောင်းသိသလောက်တစ်ခုလောက်တော့မျှဝေပေးခဲ့လို့ရပါတယ်ကျွန်တော်ရှေ့မှာ6ခုတောင်ပြောပြီးသွားပြီဆိုတော့ Day 7နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘယ်လိုခံစားချက်မျိုးတွေကိုပေါ်လာတတ်လဲဘယ်လို feeling မျိုးတွေရှိလဲဆိုတော့ဒီ video ရဲ့ comment မှာဖော်ပြပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်တင်ဆက်မဲ့ podcast လေးတွေ blog လေးတွေလည်းဆက်လက်အားပေးပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲအကောင်းဆုံးလေးဖြစ်ပါစေဘိုင်ဘိုင်ပါခင်ဗျာ